နိုင်ငံမှာညာအကောင်းဆုံးနဲ့အလုပ်ကြိုးစားသူမလို့ပတ်စံတွေထားစရာမရှိအောင်ချမ်းသာလာတဲ့ဖတီမာဗိဒ္ဓများလုံးမင်္ဂလာပါရှင်အောင်မြင်မှုဆိုတာကံတရားတဲ့ကြောင့်ရလာတာမဟုတ်ပဲဉာဏ်ပညာနဲ့ဝိရိယပေါင်းစပ်မှရရှိနိုင်တဲ့ဆိုတာကိုဖတီမာကမြန်မာတနိုင်ငံလုံးကိုတည်ပြလိုက်ပါပြီလမ်းဘေးဈေးတဲ့ဘွားကားနဲ့တချိန်ထိုးတိုးတက်လာတဲ့သူမကိုကြည့်ပြီးတော့လူတွေကနောက်ွယ်မှာနမဲကြီးတွေရှိတယ်မကောင်းတာလှုပ်ရှမ်းတာလာတာဆိုပြီးအမျိုးမျိုးပုတ်ခတ်နေကြပြီးမြဲတကယ်တမ်းတော့ဖတီမာကမြန်မာပြည်မှာညာအကောင်းဆုံးနဲ့အလုပ်ကြိုးစားဆုံးအမျိုးသမီးတူဖြစ်နေတာကိုလူတွေကတတိမထားမိကြပါဘူး။ဒီမရဲ့အောင်မြင်မှုလူဝရှိကတော့ဈေးကွက်ကိုကြည့်တတ်တဲ့ညာနဲ့အမျှော်မြင်ရှိမှုပါပဲ။ဖတီမာကဘွဲတွေအများကြီးရထားလို့ပတ်စံရတာမဟုတ်ပဲပတ်စံကိုဘလို့ရှာရမလဲဆိုတဲ့အနေလန်းကိုဒီမကအပိုင်တွက်ရှက်နိုင်ခဲ့တာပါ။တကယ်ကွန်ပုံမှန်ကူတီတူစားပြတာကိုမြင်လိုက်တာနဲ့ဒါကအစီးပွားရေးအခွင့်အလမ်းပဲဆိုပြီးတော့ရှင်းရှင်းအကောင့်ထဲပေါ်နိုင်ခဲ့တာကဓမ္မရဲ့ထမျက်မှုကိုပေါ်ပြနေတာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာကိုအသုံးချပြီးတော့ပရိသတ်ရဲ့လက်ထဲကိုပစ္စည်းတွေအရောက်ပို့နိုင်တဲ့ဓမ္မရဲ့မကတင်နီလန်းကပညာတတ်ပါတယ်ဆိုတဲ့သူတွေတောင်လိုက်မမီနိုင်တဲ့ပါမီတစ်ခုပါ။ဒါတင်မကသေးပဲဓမ္မရဲ့ဇွဲနဲ့ဝိရိယကလည်းအမကန်ချီကျူးစရာကောင်းပါတယ်။လူတွေကဆိုရှယ်မီဒီယာပေါ်မှာအပျော်ပါးတွေလိုက်ကြည့်သူတစ်ပါးကိုဝေဖန်ပြစ်တင်ပြောဆိုနေချိန်မှာဖတီမာကတော့ညပေါင်းများစွာမအိမ်မနေပဲလိုက်လွင်ခဲ့ရပါတယ်။ကိုဝင်အရက်မကြီးနဲ့ဖိုက်ကြီးတကားကားဖြစ်နေချိန်မှာတောင်ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုကိုမငှဲ့ပဲပစ္စည်းတွေကိုယ်တိုင်ထုတ်ကိုယ်တိုင်ရောင်းတဲ့အာသွန်ခွန်စားကြိုးစားခဲ့ရတာပါ။ဒါကြောင့်မလို့အခုလိုမျိုးပတ်စံတွေထားစရာနေရာမရှိအောင်ချမ်းသာလာတာကအလကားရလာတာမဟုတ်ပဲဓမ္မရဲ့အသွေးနဲ့ရွှေနဲ့ရင်းနှီးခဲ့ရတဲ့အရာလက်တွေပဲဖြစ်ပါတယ်။ဒါတင်မကသေးပဲစိတ်ထားပိုင်းမှလည်းဓမ္မကအမတန်မုံမြတ်ပြီးတော့လေးစားစရာစိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားတာကိုတွေ့ရပါတယ်။တိမ်ပေါင်းများစွာအကုန်အကျခံပြီးအလူတန်းတွေလောက်တာကလည်းကြွားချင်လို့မဟုတ်ပဲဘဝသူဆင်းရဲသားတွေကိုကိုချင်းစာနာတဲ့အနေနဲ့စေတနာအပြည့်နဲ့ဖက်ဝေပေးကမ်းတာဖြစ်ပါတယ်။နောက်ပြီးတော့ဖတီမာကအောင်မြင်လာပေမဲ့အတိတ်ကအတူတူရုန်းကန်ခဲ့တဲ့လမ်းဘေးဈေးတဲ့တငယ်ချင်းတွေကိုပါလက်တွဲမဖြုတ်ပဲနဲ့ရွှေနဂတ်တွေကိုစီဆင်ပေးခဲ့တဲ့အထိဓမ္မရဲ့စိတ်ထားကတကယ့်ကိုရွှေစိတ်တာပါ။ဒီမှာပြောသလိုပဲအိမ်မှာအခုပဲကြံတော့တယ်ဆိုတာကရသမျှတွေကိုအလှူဒန်းနဲ့ပတ်ဝန်းကျင်အတွက်ရရရရပြန်လဲပေးဆက်နေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဖတီမာကိုလမ်းပေးစေတဲ့ဖြစ်လို့ချမ်းသာခွင့်မရှိဘူးလို့နှိမ့်ဆက်နေမဲ့အစားဓမ္မရဲ့ထမျက်တဲ့ညာရည်နဲ့မဆုတ်မနှစ်တဲ့ကြိုးစားအထောက်မှုကိုအတူယူသင်ပါတယ်။တကယ်တော့ဖတီမာဆိုတာကိုအားကိုကိုပြီးတော့ဘဝကိုအောက်ရှေကနေဆွဲတင်ခဲ့တဲ့စံပြအမျိုးသမီးတူပါမနာလိုသူတွေဘလောက်ပဲတွန်းချနေပါစေဓမ္မရဲ့အလုပ်ပေါ်မှာထားတဲ့စေတနာနဲ့ဉာဏ်ပညာကြောင့်ဖတီမာကနောက်တစ်ချိန်မှလည်းအခုတည်းမကပို့ပြီးတော့တောင်မှအောင်မြင်ချမ်းသာလာအောင်မှမြေကြီးလက်ခတ်မလွယ်ပါဘွဲရပညာတတ်တွေကိုတောင်လာစာပေးပြီးတော့အလုပ်သမားအဖြစ်ပြန်ငှားခါတတိမအဖြစ်နဲ့ဂုဏ်ယူနိုင်တဲ့ဖတီမာကတော့မြန်မာနိုင်ငံမှာတကယ်ကိုညာအကောင်ဆုံးလူသားတစ်ယောက်ပါပိတ်တာကြီးတို့ရောညာလဲကောင်းအလုပ်လဲစူးစားတဲ့ဖတီမာလိုအမျိုးသမီးတစ်ယောက်ရဲ့အောင်မြင်မှုကိုဝမ်းသာဂုဏ်ယူပေးတင်လားဝေဖန်နေတာတွေကဖြစ်တင်လားဆိုတာအမြင်လေးတွေကိုပြပြပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်